ကဲကျွန်တော်တို့နောက်တစ်ပုဒ်အနေနဲ့ကြတော့ကဲဒါလေးကိုစဉ်းစားမယ်။အမှနံပါတ် A ကိုစဉ်းစားဖို့ကျွန်တော်တို့နံပါတ်1ကနေစစဉ်းစားပါမယ်။နံပါတ် A မှာပေးထားတာသူ approximately round approximately ဆိုတာလူနီးပါ round ဆိုတာလုံးဝင်းလူနီးပါဆိုချင်တာသူကလုံးဝဝိုင်းဆက်နေရမယ်လို့မဟုတ်ပါဘူးဝိုင်းဆက်တဲ့အနေထားလေးနီးပါရရင်ရပါပြီတဲ့အောက်ကကျတော့သူက longer than it wide အကျယ်ထက်ကိုပိုရှည်တာကျွန်တော်စဉ်းစားလိုက်မယ်ဆိုရင်နံပါတ် A ပုံဒီသူကလုံးဝင်းတာပါလုံးဝင်းတာမို့လို့ကျွန်တော်ဒီ 1A ဖြစ်ပါလိမ့်မယ်1A ရဲ့တက်တက်ကိုသွားလိုက်တော့ go to 2တဲ့ကျွန်တော်2ကိုဆက်သွားပါမယ်2ကိုဆက်သွားရင်သူ had a rain or roof သူ့မှာအမြင့်ခွင်းနေပါလား at the peak အောက်ခြေနားမှာအမြင့်ပါလားဒါမှမဟုတ်မပါဘူးလားလို့ဆိုလိုတာပါကျွေးလိုက်တဲ့အခါမှာနံပါတ် A မှာအောက်မှာအမြင့်ကလေးတွေပါတယ်အမြင့်ပါတာမလို့2ရဲ့အပေါ်တက်တက်ကိုကျွန်တော်သွားလိုက်မယ်ဆိုရင်အမ Olean ဆိုတာဒါကြက်တော်မှာအားကြောင့်မလို့ Olean ရဲ့ဘေးတက်တက်မှာကျွန်တော်တို့ဘာရေးမလဲဆိုရင် Olean ရဲ့ဘေးနားလေးမှာကျွန်တော်တို့က A လို့ရေးလိုက်ရပါမယ်Olean ဘေးနားမှာ A လို့ရေးလိုက်မယ်အဲ့လိုပဲနံပါတ် B ကိုစဉ်းစားမယ်နံပါတ် B ကျတော့ကျွန်တော်တို့ကြည့်လိုက်ကြရင်သိထားပါတယ် 1B ဖြစ်လိမ့်မယ်သူကကျတော့မလုံးရှည်တာပါအားကြောင့်မလို့ကျွန်တော်ဒီ longer than it wide မို့လို့နံပါတ် B အဲ့တော့ B ရဲ့တက်တက်ကိုတွက်လိုက်တော့ဘာတွေ့လဲ go to 3ကျွန်တော်3ကိုဆက်သွားပါမယ်သူ့မှာကျတော့အမြင့်ဆိုတော့ shoot or lead တဲ့ဆိုလို့ကျင်တာအရွက်တော့မဟုတ်အညွန့်တက်တော့မဟုတ်အရွက်ပါလားအောက်မှာမပါဘူးလားတဲ့ကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့နံပါတ် B မှာအပေါ်မှာအရွက်ကလေးပါပါတယ်ပါတာမို့လို့အပေါ်ဖြေတက်တက်ကိုတွက်လိုက်တော့4ကိုဆက်သွားလိုက်တော့အဲ့ရွက်ဒီ branch ဖြာလားအောက်မှာ not branch တဲ့မဖြာဘူးလားတဲ့ကြည့်လိုက်တဲ့ခါမှာသူကအပေါ်မှာအရွက်ကလေးကဖြာနေပါတယ်ဖြာတာမို့လို့ 4A တက်တက်ကိုတွက်လိုက်တော့ဇင်ဂျီပါဆိုတာဒီဂျင်းရဲ့အဖြေပါအဲကြောင့်ကျွန်တော်ဇင်ဂျီပါရဲ့ဘေးနားမှာဘာလို့ရေးလိုက်မလဲဆိုလို့ရှိရင် B လို့ရေးလိုက်ပါမယ်ဇင်ဂျီပါရဲ့ဘေးနားမှာ B လို့ရေးလိုက်မယ်အဲ့လိုရှာပုံမျိုးနဲ့ကျန်တဲ့ဖြေတွေကိုရှာသွားရင်လည်းရှာသွားပါပြီ